Is it possible to speak English like a native speaker? Yes, it is. It's quite easy, actually. English speaking ဆိုတာတကယ်ပဲခက်သလား English speaking ကိုနီးလန်းမသိရင်တော့သိကြတယ်ခက်ပါမယ် English speaking ဆိုတာနီးလန်းကောင်းကောင်းသိရင်ထင်တော့မခက်ပါဘူးကျွန်တော် speaking ကိုဘယ်လိုကောင်းအောင်လုပ်ရမလဲဆိုတာကိုသိချာသိရင် English speaking ကလွယ်ပါတယ် Speaking ဆိုတာတနည်းအားဖြင့်အတန်ကြီးဖြစ်ပါတယ်အတန်ဆိုတာစာရေးတာမဟုတ်ဘူးဒါကြောင့် grammar နဲ့ speaking တွေအဲ့လောက်ကြီးမဆိုင်ဒါကြောင့် speaking ကောင်းခြင်းကျွန်တော်တို့ကဘာလုပ်ရမလဲဆိုတော့အတန်ကိုနားလည်ဖို့လိုအပ်တယ်နော်ဘာလို့လဲ speaking ဆိုတာဘာသာကထုတ်ရတဲ့အတန်ပဲအတန်ကိုဆိုတာဘယ်လိုမျိုးလဲ English ဘာသာစကားတွေကျန်တဲ့ဘာသာစကားတွေလိုမဟုတ်ဘူးအတန်တွေဒီစကားပြောရင်စင်ကဲပြောင်းလဲသွားတယ်အတန်တွေချိတ်ဆက်ပြီးပြောတယ်အတန်တွေ short ချပြီးပြောတယ်ဒါကဒီဘာသာစကားရဲ့အလားပါတစ်ခုပေါ့နော်ဒါကြောင့်အဲ့လိုအားတွေကိုကျွန်တော်သိမှ English speaking ကောင်းမယ်နော် grammar တွေ vocabulary တွေသိနေုံနဲ့ English speaking မကောင်းဘူးဒါကြောင့်ဒီလိုမျိုးဗီဒီယိုတွေကိုကျွန်တော်အများနဲ့လုပ်ပေးနေတာပေါ့နော်ဒီနေ့မှာလည်းကျွန်တော် native speaker တွေလက်တွေ့ဘဝမှာ English ကိုဘယ်လိုပြောတယ်လဲသူတို့ရဲ့အတန်ချိတ်ဆက်ပုံတွေအတန်တွက်တွေကိုလေ့လာမှဖြစ်တယ်ဒါတွေကိုလေ့လာမှပဲ English speaking ကောင်းမှာပေါ့နော်ဒါတွေကိုကျွန်တော်နဲ့အတူသေချာလေးလေ့လာကြည့်ဒီအရာတွေကဘယ်လောက်ထိမိတ်ဆွေရဲ့ English speaking ကိုအထောက်အကူပြုလဲဆိုတာကိုသိလာလိမ့်မယ်ဆိုတော့ let's go ဒါကတော့ကျွန်တော်တို့ဒီနေ့မှာအတန်တော်ပိုင်းဆိုင်ရာအသေးစိတ်လေးသွားမယ် conversation လေးပေါ့နော် person A နဲ့ B ဆိုပြီးကျွန်တော်ခွဲထားတယ်သူတို့နှစ်ယောက်ရဲ့အပြန်အလှန်စကားပြောတဲ့ပုံစံလေးကိုကျွန်တော်တို့လေ့လာကြည့်မယ်ပေါ့ Okay person A ကပထမဆုံးပါမေးလိုက်တယ် how much is it ဒိဗေကဒီပစ္စည်းဘယ်လောက်လဲလို့မေးတာကျွန်တော်ဈေးဆိုင်တွေပါတွေသွားတဲ့အခါမျိုးမှာဒီပစ္စည်းတန်ဖိုးကိုသိကျင်တဲ့အခါမှာကျွန်တော်သုံးလို့ရတယ်နော်အများသောအားဖြင့်သုံးကြတယ် how much is it Okay ဒါဆိုလို့ရှိရင်ဒီရဲ့အတန်အတွက်ကိုကျွန်တော်လေ့လာကြည့်အောင်နံပါတ်1 how ဒါဒီမှန်တယ်နော် how ပုံမှန်အဖြစ်အတန်အတွက်မှန်တယ် much ဒါလည်းမှန်တာပဲကျွန်တော်မှန်တဲ့ဟာရှိသလိုမှားတဲ့ဟာလည်းရှိတာပေါ့နော်ဒါလည်းကိုကျွန်တော်တို့လေ့လာတာပြီး is ဒီဟာကိုကျွန်တော်ဘယ်လိုအတန်ထွက်မလဲ how much is ဒါပေမဲ့လို့တကယ်အတန်ထွက်တဲ့အခါမှာဒီနှစ်ခုတည်းချိတ်သွားတယ် ch တန်ဒီဆိုတဲ့အတန်မျိုးနော်ဆိုတော့ဗမာလိုရေးလို့မရတဲ့ဟာမျိုးဆိုရင်ကျွန်တော်ရဲ့အတန်ထွက်တဲ့ပုံကိုကြည့်ပေါ့နော်ဆိုတော့ဒီနှစ်ခုအတန်ချိတ်သွားတာ how much ch နောက်ကခုလိုမျိုး a e i o u ဆိုတဲ့ i တရပေါ့နော်အဲ့လိုတရလိုက်တဲ့အခါမှာကျွန်တော်ဒီ chip ဆိုတဲ့အတန်ပို့ပေးရတယ်ဒါကိုအလွတ်မှတ်ထားပေါ့နော် how much is ဆိုပြီးတော့ native speaker တွေမပြောဘူးအဲ့လိုပြောနေရင်လေကျွန်တော်အင်္ဂလိပ်စကားတွေမလှပအောင်ဆိုတော့ how much ဆိုတော့ဗမာလိုဆိုရင်တော့ chip ပေါ့နော်ကျွန်တော်ဗမာလိုရေးပေးမယ်ဒါပေမဲ့ဗမာလိုကတော့တိတ်ရေးရတာမကောင်းဘူးပေါ့နော်ဆိုတော့ how much ပြီးရင်ဒီမှာလည်း this ပေါ့နော်ဒီမှာ how much is this ဆိုပြီးမသွားဘူး native speaker ရဲ့စကားပြောတဲ့အခါမှာဒီလိုမျိုး th အတန်တွေ h အတန်တွေဆိုလို့ရှိရင်ကျွန်တော်တို့ကဖျောက်ပြီးပြောတာမျိုးတွေရှိတတ်တယ်ပေါ့နော်ဒီမှာဆိုရင် th ကိုဖျောက်လိုက်တယ် native speaker တွေပယ်လိုက်တယ်ကျွန်တော်ပယ်လိုက်ပြီနော် mini type ဆိုတော့အဲ့ th တန်ကိုဖျောက်ပြီးတော့အဲ့ဒီနေရာမှာအရှိရအတန်ကိုဝင်ရတာ s တန်နော်ဘာလို့လဲဒီ th ဆိုတဲ့အတန်ကိုကျွန်တော်တို့က native speaker တွေမှာတကယ်အမြန်ပြောတဲ့အခါမှာမသုံးတော့ဘူးဆိုတော့ how much is it ဒီ s တန်ဒီနောက်က th တန်နေရာကိုဝင်သွားတာဆိုတော့ဒီနေရာဒီကိုဝင်လိုက်တော့ sis ဖြစ်သွားsit ဆိုပုံစံမျိုးဖြစ်သွားတာဆိုတော့ how much is it အဲ့လိုဖြစ်သွားတာနော်ဆိုတော့ဒီလိုမျိုး step by step သိဖို့လိုအပ်တယ်တခုပြောချင်တာကကျွန်တော်ဒီနေ့သင်တဲ့အရာတွေနဲ့ပတ်သက်ပြီးကျွန်တော်မှာ online class တွေရှိတယ်မနော် video class လည်းရှိသလို Zoom နဲ့လည်းကျွန်တော်တို့အခုလိုမျိုးသေချာလေး train လို့ရတယ်ကိုယ့်ရဲ့ speaking ကိုပြင်ကျင်နေဆိုရင်နော်ဆိုတော့ပုံမှန်ကြုံတယ်လို့မျိုးပေါ့နော်ဒီတလုံးကြီးအတန်ထွက်နေတာတွေကနေပြီးတော့အတန်ကိုချိတ်ဆက်ပြီးတော့လှပလေးပေါ့နော် native speaker လို့ပေါ့ပါပြောချင်တယ်ဆိုရင်ကျွန်တော်ရှိမှဒါမျိုးတွေနဲ့ပတ်သက်ပြီးတော့ online class တက်လို့ရပါတယ်တခါလေးကြောင်ညာပေးတာပေါ့နော်ဆိုတော့ how much is it နော်အဲ့လိုမျိုးဖြစ်ရမယ် how much is this မပြောဘူးနော်ဒါကြောင့်မို့လို့ဒီလိုမျိုးနီးလန်းအမှန်ကိုသိရင် speaking ကလွယ်ပါတယ်လို့ပြောတာနော်ဒါကြောင့်မို့လို့ how much ဒီနှစ်ခုကတွေ့တော့ chip ဒီကပြန်တွေ့တော့ zip how much is it okay ဒါ person A ကမေးလိုက်တာဒီဈေးဘယ်လောက်လဲ okay ပြီးတော့ person B ကဘာပြောလဲ it's $10 $10 ကျတယ်ပေါ့နော်အဲ့ရဈေးကဆိုတော့ဒီနေရာမှာကြည့်မယ်ဆိုလို့ရှိရင် id apostrophe apps ဒါဒီ id is ကချုံထားတဲ့ပုံစံဆိုမျိုးကျွန်တော်ချုံရင်ချုံတဲ့တိုင်းထွက်ပြရမယ်ဆိုတော့ it's ဆိုတော့ id is ကိုနောက်က s တန်လေးပို့ပေးရတာ it is ဆိုပြီးတော့မသွားဘူး it's ဒါကြောင့်ကျွန်တော်တို့က id apostrophe app ကို it ပဲသိရဆိုလို့ရှိရင် native speaker တွေက it လို့ပြောလိုက်တဲ့အခါမှာ
မသိတော့ဒါကြောင့်ဒါတွေကိုလေ့လာဖို့အရင်ကြီးပါတယ်နော်ကျွန်တော်ဒီကလေးကိုဟိုဗီဒီယိုတွေမြန်မာနိုင်ငံမှာလောက်တာမျိုးတိတ်ပြီးတော့မတွေ့ရဘူးပေါ့နော်ဆိုတော့ဒါကြောင့်မလို့ဒီဟာတွေအင်မတန်ရေးကြည့်တယ်တေချာလေးလိုက်ပြီးတော့ဟိုလေ့လာဖို့လိုတယ်ပေါ့နော်ဆိုတော့ id apostrophe ရဲ့ it's ပြီးရင် ten နော်တန်းမဟုတ်တာရေးနဲ့တာတန်းဝန်ဆန်းတယ်လို့ပေါ့တန်းမဟုတ် ten နော်တောင်းဝင်ပူတန်းမဟုတ် test into 10 it's 10 ပြီးရင် dollars ဒါကြတော့ကျွန်တော်တို့ဒါဒေါ်လာဆိုတဲ့ပုံစံမျိုးကျွန်တော်တို့ကအများစုကဒီဒါ USD ပေါ့နော်ဒီဒေါ်လာပဲအတန်ထွက်တာဒေါ်လာမဟုတ်သူ့ရဲ့အတန်ထွက်မှာဒီ dollars နော် dollars ဆိုတဲ့အတန်မှာဗစက်ကိုအောက်ကိုချလိုက် dollars ပြီးရင်ဒေါ်လာအများဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့က s ထည့်ပေးရနော်ဗမာလိုဒေါ်လာပြောတာတော့ပြဿနာမရှိပါဘူး English လို့ပြောတဲ့အခါမှာဒေါ်လာလို့ပြောလို့မရဘူး dollars it's $10 $10ကျတယ် it's $10 alright ပြီးရင် person ကဘာထက်မိလဲCan I pay by card ငါသူကတ်နဲ့ပေးလို့ရမလားနော်ဒီငွေသားမပေါ့ဘူးကတ်ထဲကနေပြီးကတ်နဲ့ငွေချေလို့ရလားလို့မေးတာဆိုတော့ဒီမှာ can I ဆိုတော့ cam cam ဒီ cam နဲ့ I နဲ့ကိုကျွန်တော်တို့အများစုဘယ်လိုတန်ထွက်မလဲဒီ sentence ကိုပုံမှန်တန်ထွက်မယ်ဆိုရင် can I pay by card ပေါ့ဒါပေမဲ့ can I pay by card native speaker နော်ဆိုတော့ဒီ m ဒီပါလဲဒါဒီ b နော်ဒါလေးက b I ဒီပါလဲ a i o ကိုတရာဖြစ်တယ်ဘီနောက်ကတရာလိုက်ရင်အရှိကဘီအတန်ဒီနောက်ကတရာအတန်နေရာကိုဝင်ပြီးတော့အတန်ထွက်မယ်ဆိုတော့နားငယ်တန်ဒီ i နေရာကိုဝင်တော့9ဖြစ်သွားတာပေါ့ဒါကြောင့်မလို့ဒီနှစ်ခုကဆက်တာပေါ့နော်အဲ့လိုမျိုးစိုက်တာဆိုတော့ can I ဒီ m ဆိုတဲ့အတန်က i နေရာဝင်တော့9ဖြစ်သွားတာ can I ဆိုပြီးတော့တွားပြီးတော့တလုံးချင်းပြောလို့မရဘူး can I အဲ့လိုပြောရမယ်နော်ဒါမှအတန်ထွက်မှန်တယ် can I ပြီးရင် pay ဒါကတော့မှန်တယ် pay by card ကမဟုတ်ကျွန်တော်ကကတ်မဟုတ် card နော်ဒီကတ်ကိုပေါ့နော်ဒီ English အတန်အတွက်မှာ card လို့ပြောတယ်ဆိုတော့ can I pay by card ပြီးရင်သူက yes no question ဖြစ်တဲ့အတွက်ကြောင့်မလို့ yes လား no လားမေးတာပေါ့နော်ဒါဆိုရင် intonation လို့ခေါ်တဲ့လေယူလေသိန်းကိုနောက်မှမြင့်ပေးရတယ် question mark ပေါ့နော်ဒီအပေါ်မှာလဲ question ဆိုပြီးမယ်လို့လေယူလေသိန်းကအဲ့လောက်ဒီမြင့်ကြမလို့ဒီဟာဆိုရင်တော့မဖြစ်မနေမြင့်ပေးလို့ရတယ်ဒါ yes no question မလို့ can I pay by card အဲ့လိုပေါ့နော်ဆိုတော့ဒီဟာကိုမြင့်ပေးလိုက်လေယူလေသိန်းက can I pay by card ငါကတ်နဲ့ငွေချေလို့ရတာနော်အဲ့လိုပြောတာပြီးရင် B ကဘာမှပြောလဲ yes you can မင်းရတယ်ဒါတော့သိပြီးပြဿနာမရှိဘူး yes you can alright ဆိုလို့ရှိရင်ဒါကတော့ဒီ native speaker တွေပြောတဲ့ပုံစံကိုလေ့လာတာပေါ့နော်ဒီ conversation လေးဆိုပေမဲ့လို့လေ့လာစရာတွေရှိတယ်ဒါပေမဲ့လေ့လာစရာတွေဒီလောက်ကြီးများနေလို့အများကြီးလေ့လာမယ်မထင်နဲ့ဒီဟာတွေပဲဒီလိုလို rule တွေပဲ English conversation တိုင်းမှာထပ်သွားတာဖြစ်တယ်ဆိုတော့အများစုကိုသိရင်ဒီလို rule တွေကိုဒါပိုင်ပိုင်နိုင်သိလို့ရှိရင်တို့အများကြီးကျန်တဲ့ကြိုက်တဲ့ conversation လာကျွန်တော်အားလုံးကိုဒီလိုနည်းနဲ့ပဲမှန်ကန်အောင်လုပ်လို့ရတယ်ဆိုတော့အရင်ခတ်တယ်ထင်သွားမှာဆိုတော့ဗောနော်ဆိုတော့ဒီ conversation ကိုသူအစအဆုံးပြန်ပြီးတော့အတန်တွက်မှန်မှန်နဲ့ပြောကြည့်မယ်နော်ဆိုတော့ how much is it it's $10 can I pay by card yes you can all right ဒါကအတန်တွက်မှန်နောက်ပုံမှန် how much is it it is $10 can I pay by card အဲ့လိုမရအောင်နော်ဆိုတော့အတန်တွေလေယူလေသိန်းတွေရှိတယ်ဒါတွေကိုကျွမ်းကျင်မှာ speaking တွေလုံးဝ smooth ဖြစ်မယ် native speaker တွေကိုလည်းပိုနားလည်မယ်နော် native speaker တွေကဒီနေရာမှာ how much is it လို့ပြောလိုက်ရင် how much is this ဆိုတာယူဘလို့အတန်ထွက်သွားလေလို့ထင်သွားနိုင်ကြရှိတယ်နော်ဒါကြောင့်ဒီလိုစီးမြင်တွေရှိပါလားဆိုတာကိုသေချာလေးသိရမယ်ဗောနော် okay ဒါကတော့ဒီနေ့ conversation အတွက်ဒါအတန်တော်ပိုင်းဆိုင်ရာအသေးစိတ်လေ့လာမှုဖြစ်ပါတယ်ဆိုတော့ဒါတွေနဲ့ပတ်သက်ပြီးသေချာလေးလေ့လာခြင်းနဲ့ဆိုရင်ကျွန်တော်ကို contact လုပ်လို့ရပါတယ်ကျွန်တော်ဒါနဲ့ပတ်သက်ပြီး video course လည်းရှိတယ် online class လည်းရှိတယ်ဗောနော် Zoom နဲ့သင်ပေးတယ်ဆိုတော့ကျွန်တော်ရှိမှလာပြီးဒါနဲ့ပတ်သက်ပြီးအသေးစိတ်သင်ကြားလို့ရပါတယ်